အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေအတွက်ဖြစ်ပါတယ်ဒီမနေ့ကတော့ကျွန်တော်လေးကိုချင်းလေးကြိုက်လို့လေးကိုချင်းနဲ့ဆိုင်တဲ့ဟာလေးတွေဒါတော်တော်များများအကုန်လုံးဒီပါကိုရွေးထားပေးတာဒါပေမဲ့လည်းအပူကတော့မပါသွားဘူးပေါ့ဗျာနော်ကျွန်တော်တို့ဒီညနေမှာကတော့ကျွန်တော်ကဒါဒီတစ်ပတ်လုံးအရင်ဘက်ကနေစပြီးတော့အရင်ဘက်တောက်ကြနေကတော့ဒါအဲ့ဒီဟာကတော့နည်းနည်းလွဲသွားတယ်ကျွန်တော်တို့တနင်္လာနေ့မှာကျွန်တော်ပြောတဲ့အတိုင်းပဲဒါမနေ့ကကနန်းကညနေမှာလုံးမိုက်အနေနဲ့ပြန်ဆင်းနေတော့အခုကဒီညနေမှာအဲ့ဒီတိုင်းပြန်ပေးမယ်ဆိုလို့ရှိရင်တော့ဒီညနေကဒါ6လုံးပိုင်းလေးကောင်းတယ်ဗျာနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒါ6ဆိုပြီးတော့10 break ဆင်းထားတဲ့အတွက်6 break ကလည်းဆင်းနိုင်တယ်ကျွန်တော်တို့ဒီကနန်းကျန်တာက1638ပေါ့နော်ပါဝါအတွက်က1638ကျန်တော့ညနေမှာ1638တဲကတလုံးလုံးဆင်းအောင်မယ်ထင်တယ်အဲကြောင့်ကျွန်တော်က6ကိုဒါ1638ဖြစ်အောင်ကတ်ထားပေးတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒါခွန်လုံးပိုင်းနဲ့ sorry ဒါ6 break ဖြစ်အောင်လို့6ခွန်တစ်ခွက်ကိုတော့ဒါတင်ခွက်ထဲမှာထည့်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့လုံးမိုက်ရှိရင်တော့ကျွန်တော်ကတော့6 break ဖြစ်အောင်ကစားပါပြီးရင်ကျွန်တော်တို့ဒီညနေအတွက်ကတော့6လုံးပိုင်နဲ့ကတ်ပြီးကစားစေချင်ပါတယ်ဥပမာ6က3ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါ6-3ရေ3-3ရေဒီနှစ်ခွက်ကိုတော့အဓိကထားပြီးဆော့တင်ပါတယ်ဗျာနော်ဒီညနေကတော့ဒါကျွန်တော်ဒီကပတ်တီတွေကတော့ဒီနေ့ညနေကတော့နောက်ဆုံးလို့တော့ထင်ပါတယ်မိတ်ဆွေများအနေနဲ့ပတ်တီတစ်လုံးမဲကျန်တဲ့အတွက်ပတ်တီတကယ်လိုက်ထိုးနိုင်တဲ့မိတ်ဆွေများကတော့ခွန်9399356ရဲ့ Viber Telegram မှာလာဟိုင်းမှာကျွန်တော်ကတော့ဖုန်းတွေ message နေတော့မပို့ပါဘူးဗျာနော် Viber Telegram ရှိမှပဲပို့ပြီးအဆင်ပြေမှာဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ